你说哎，人那里东西的，西个的不如讲嘛，哎个啥杯啥就讲喏，啥杯啥里是造药铺、杯铺，这都开家的，酒铺的新的家的，哎啥的啥上边铺的家了不，这开了面的，哎就这开个里的带的说嘞，端了的安面的说的，不比了，第年这人要多少不？对不对吧？ကိုယ်နဲ့ဆက်တယ်ပေါ့အဲ့ရွယ်လေးတွေပေါ့အဲ့တော့ဒီစင်ကဘယ်လိုမျိုးလေးခန်းစားမိလဲအဲ့ဒီမျိုးစားပေးတဲ့ခါမှာစားပဲရင်တုံတာပေါ့အပြည့်ရခုံလိုက်မရှိတော့ငငယ်တော့ဆိုဟာစားတဲ့ဆောင်ရဖို့ညင်နေခုံတာပေါ့နော်အဲ့ဆက်ဒီကမှာကိုရအောင်ရဲ့မိမပေါ့နော်ကျောင်းကြီးရဲ့ကတော့ပေါ့ကျောင်းသားတွေကိုမဆက်ကကလေးတွေရဲ့ဝေယဝစ္စပေါ့ဝေယဝစ္စကျောင်းရဲ့စီကအကုန်လုံးကြက်မှတ်ပြီးတောင်းဝင်ယူရတာပေါ့နော်ဆက်ကဗိမာပဲတက်ခဲ့တော့လေဗိမာအထက1အထက3ပေါ့နော်ကျောင်းတစ်ကျောင်းမစစ်တက်ခဲ့ပါဘူးအဲ့မှာဗိမာပဲ10တန်းထိပေါ့ဟုတ်မစလို့ကျောင်းသူကအထွေထူးမရှိပါဘူးဆိုတော့ကျောင်းကိုအေးရပဲတက်တယ်ဆိုတော့လေဒါရိုးရိုးပဲဖြတ်တန်းတာပေါ့နော်အဓိကတော့ကျောင်းရဲ့ကျောင်းစားကလေးကြတော့ပါပေါ့ကျောင်းမှာအချင်းချင်းစုံကြတာပါ냐တော့သူတို့တွေကြတော့ပို့ပြီးအမမတ်ရရတယ်အများကြီးဖြစ်တာပေါ့နော်မစလို့တော့အေးရပဲတက်တယ်အေးရပဲသွားတယ်ဆိုတာလေတိတ်အထွေထူးမရှိပါဘူးဟုတ်မှာပါပဲစာကြည့်ရပြင်းတယ်လေအတီတက်မှာထိုင်တော့ကျင့်နေရထူးဆန်းတယ်ဒါတော့ခဏလေးရအစားဟုတ်ခဏလေးမရအောင်ငယ်ဘဝလေးအကြောင်းသူတွေရဲ့ဟိုပါပေါ့အဓိကသူအဖြစ်ကင်းစင်တဲ့ကလေးတွေပေါ့နော်အချို့ဟာတွေမှားတာမှန်တာကတော့သူတို့ရည်ရွယ်ချက်မရှိဘဲနဲ့မှားကြတာရှိရလေအဲ့လိုမျိုးပေါ့ကလေးတွေဒီကားလေးကတော့ကလေးတွေသင်ခန်းစာလည်းဖြစ်တယ်ကြည့်တဲ့ကားတကားပေါ့နော်ကလေးတွေရောမိဘတွေရောဒီကားလေးကြည့်ပြီးတော့ကိုယ်ကလေးတွေလည်းပြန်ပြောပြလို့ရတယ်ကလေးချင်းချင်းလည်းကြည့်သိပြီးတော့အမားမှခွဲခြားလို့ရနိုင်တာပေါ့နော်ဆိုတော့ခက်ရိုးရိုးပဲဆိုတာလေကလေးတွေကစာနဲ့အိမ်နဲ့တိတ်ဟိုတော့ကျန်တဲ့ပြင်ပဟာလေဘာမှတိတ်မရှိဘူးရိုးရိုးပဲဖြတ်သန်းကြရလေဒီခက်ကြတော့ကလေးတွေကဒီဘိုင်းပေါ်ကဂိမ်းတွေဘာတွေအများကြီးအပြင်မှာလည်းသူတို့ဟိုပေါ့လှူရှားမှုတွေကဒီခက်ကပုံများတယ်လေအသွားလာအပြောပါနေလဲပုံများဆိုတာပြီးတော့တက်တာလဲဒီခက်ကလေးတွေပုံတက်တယ်အုံနောက်လည်းပုံပြေးတယ်အဲ့လိုမျိုးဆိုတော့ခက်ကြနည်းနည်းထူသေးတာလေ你说哎，人那里东西的，西个的不如讲嘛，哎个啥杯啥就讲喏，啥杯啥里是造药铺、杯铺，这都开家的，酒铺的新的家的，连啥的啥上边铺的家了不，这开了面的，而且这开个里的带的说嘞，端了的安面的说嘞，不比了，第年这人要多少不？我的那个啥没看。没呀不。အဲ့တော့လက်ဖြတ်ဖို့တော့နည်းနည်းရှေ့ကြီးတာဘူးတွေလည်းပုံလေးရှိရှင်းနေတာပေါ့အဲ့တော့အဲ့ကလည်းရှစ်ကြောက်ကြီးလို့ခေါ်မှာပေါ့နော်အဲ့ခက်ကတော့သိပြီးတော့ပို့လေးမြင်တာမသိမရှိဘူးဘယ်နှယောက်တော့အဖေကခံနေလဲသိမများပါဘူးအဲ့ဒါဒီဆက်အကြောင်းတော့ဒါတာဆုံးပေါ့ဟုတ်ပါဘူးရိုးရိုးပါပဲမစတော့ကြောင်းထားပိပိသေးသေးလေးနဲ့အဲ့လိုမျိုးလိမ့်တယ်တနခါတော့ပုံမှန်လိမ့်တယ်ပွက်တယ်အဲ့လိုပေါ့မင်းတို့ကြောင်တော့မသွားဘူးပွက်နဲ့သွားအရင်စီကတက်တယ်မှာမပါဘူးမစတော့ကိုယ်တည်းမျိုးလေးမျိုးဆိုတာမိဘတွေကစီပွားရေးလုပ်ရခါကြတာမစတော့ပုံမှန်ဒီအဖွားတွေအမတွေလက်အောက်မှာပဲကြည့်နေရဆိုတာလေပုံမှန်ပါပဲဘယ်နဲ့တော့ပေးချင်မစတာသိမများပါဘယ်နဲ့တော့ကိုယ်နဲ့ဆက်တယ်ပေါ့အဲ့ရွယ်လေးတွေပေါ့အဲ့တော့ဒီစင်ကဘယ်လိုမျိုးလေးခန်းစားမိလဲအဲ့ဒီမျိုးစားပေးတဲ့ခါမှာစားပဲရင်တုံတာပေါ့အပြည့်ရခုံလိုက်မရှိတော့ငငယ်တော့ဆိုဟာစားတဲ့ဆောင်ရဖို့ညင်နေခုံတာပေါ့နော်မရောက်သေးဘူးမိမဆိုတာအဲ့ဒါလေးဘိုးတို့ခေါ်မဲ့စနုမှာရှင်းပြောရင်ဟိုပါပေါ့ထက်စင်းစားစရာအကြောင်းရင်းမရှိဘူးပေါ့နော်အလန်းလဲဝေးတယ်ပြီးတော့မိတ်ဆိုတာလည်းစကားကလည်းအရန်ဝဲဆိုတာမဖြစ်နိုင်ဘူးလေမဖြစ်နိုင်ဘူးပဲထင်ထားတဲ့ဟိုပါပေါ့အရာတစ်ခုပေါ့နော်အခုတော့မစက်ဒီမင်းသမီးတရုတ်ဆောင်တင်တဲ့တက်တာကိုဒါဝဒနာပါလို့မဟုတ်အပျော်သဘောနေတယ်မစက်တကယ်ကြီးတွေကခေါင်းယူတာလေတင်တဲ့မဆိုတက်မှာပေါ့နော်စမ်းကြည့်မှာပေါ့အဲ့လိုမျိုးအဲ့ဒါဒီတဲ့ရောက်လာစကားအတန်တာဟုတ်တော့ပေါ့မစက်ကဲစားလို့ပြီဆိုတာမစက်အခက်ခဲစကားဖြစ်နေရလေအရန်ဘယ်လိုမှစိတ်ညစ်ရလေဒီစကားကိုမပီပြောင်းပြောနေတာလဲitem ဘိုင်းကိုသိပြီးတော့ကိုဂတိမထားမိရအောင်ဒါပေမဲ့ကိုယ့်ရဲ့ပေါ့တရုတ်ဆောင်တင်တဲ့ပေါ့အတွေ့အကြုံရမစတော့ရှော့ရှူပေါ့လုံနိုင်တာပေါ့နော်
အေးအတန်ကိုမစင်စားပြအောင်မနေပြောနေကိုကအားနေချင်းဖြစ်နေတာနောက်တစ်ဖြည်းဖြည်းနဲ့ပြောနေဟိုပေါ့အလေးအကျစ်ဖြစ်သွားပါတော့ပြီးလာတာပေါ့ဘယ်လိုမှမပြီးတဲ့စကားဖြစ်နေတာမဆက်ဟိုစကားဝဲခါကျတတိထားမိရပါတော့အဲ့လိုဖြစ်တာအေးပေါ့စကားဝဲနေရမှာဆိုတာရှားတယ်ဟိုပေါ့ပညာပေးတဲ့ဖြစ်တယ်ကလေးတွေဟိုပေါ့ဒီမှာကလေးအသက်ကလေးအများကြီးရှိရလေသူတို့လည်းမွေးထုတ်လာရောက်တယ်ဟိုပေါ့ပညာပေးတဲ့ဖြစ်ခါကျတော့ကြည့်တင်တယ်လေဒီကမျိုးကရှားတယ်ဟာ ဒါပြော ဒီမှာလဲ ဒီစင်မှာ